ဒီတော့ကိုယ်ပိုင်ဥစ္စာဆိုတာဘာလဲဆိုတော့မှမြတ်စွာဘုရားကကာမတက္ကဆိုတာကိုယ်ပိုင်ဆိုတာဘာလဲဆိုတော့မှရှိရကာမတစ်ခုပေါင်းပြီးတော့ကာမတက္ကမိမိလုပ်တဲ့ကုသိုလ်ကောင်းမှုအလုံးဒီသားလေးမိမိရဲ့ကိုယ်ပိုင်မိမိလုပ်တဲ့ကုသိုလ်ကောင်းမှုအလုံးဒီသားလေးမိမိရဲ့အမွေခံယံကမ္မဂရိတမိကလျာဏဝပါပကံဝတ္တတတာယတော်တဲ့နော်မိမိလုပ်တဲ့ကုသိုလ်ကောင်းမှုအကုသိုလ်တွေဒါတွေဟာမိမိရဲ့အမွေခံပဲယောဂမှာဆွေမျိုးဆိုတာအများကြီးရှိရမယ်နော်ကိုယ်တိုင်ကပြောခဲ့တဲ့အတိုင်းပဲဒီဝါကြီးရှိရဲ့ဆွေမျိုးကြီးရှိရဲ့သားမယားကြီးရှိရဲ့နော်ဤတဲ့သူရှိရင်ရှင်များတော့လည်းပဲတဘဝပဲနော်တန်တရားကုသွားတဲ့အခါဘဝကြောင်းသွားတဲ့အခါတွေ့ချင်မှတွေ့မယ်တွေ့ချင်လည်းတွေ့မယ်တွေ့တော့မှမှတ်ပြီးမှမဟုတ်တော့ပါဘူးနော်ဒါကြောင့်မလို့နေရဆွေမျိုးတော်မှာတော့မိမိရဲ့ကုသိုလ်ကောင်းမှုတွေပဲဆာယဝအနုပါဠိနေဆိုတဲ့အတိုင်းအရေးမမှမိမိနောက်ကိုလိုက်မှာတော့ဒီကုသိုလ်ကောင်းမှုတွေပဲဒါကြောင့်ကမ္မဗန္ဓုလို့မြတ်စွာဘုရားကဒီလိုဟောတယ်ဒီရတန်တော်ရီတန်တရားမှာတင်တဲ့အခါဘာကိုအားကိုးရမလဲဘာကိုကြည့်ကိုရမလဲဘာထောက်ပြန်ရှိတယ်လေလို့ဒီလိုမေးလို့ရှိရင်လည်းမြတ်စွာဘုရားကကမ္မပဋိတ္တရဏတဲ့ပဋိတ္တရဏဆိုတာဒီကိုရအားထားရထောက်တရားဒီကိုရအားထားရထောက်တရားဆိုတာဘာလဲဆိုတော့မှကမ္မနော်မိမိလုပ်ထားရဲ့ကုသိုလ်ကံတရားမိမိရဲ့ထောက်တရားဖြစ်တယ်အာကိုရဖြစ်တယ်လို့ဒီလိုသူကာမတက္ကတာနာမဒိဋ္ဌိဉာဏ်လေးပြဋ္ဌာန်းပြီးတော့လူကြမယ်တန်းရမယ်ဆိုရင်ဥလာရမောမြတ်တဲ့ကာမဖလာကံရဲ့အကျိုးကိုပိတ္တတော့တဝေယောဂီလေးဖြစ်ဒါနလူဒါနကိုတရာတိပြီးဝေစင်စိတ်တဏ္ဍာဒုဒါနမျိုးကိုဥပုရဖလတိကြည်ကျယ်ဖို့မျိုးများများသောအကျိုးရှိဝေအာငါဖျားတိပြုပြီးဟောတော်မူ၏လို့ဆိုတဲ့အတိုင်းပဲကာမတက္ကတာသမာဓိဋ္ဌိဉာဏ်လေးပြဋ္ဌာန်းပြီးတော့လူကြဒီကဲတော့ကာမတက္ကတာသမာဓိဋ္ဌိဉာဏ်ပြီးပြီးတော့ဝိပဿနာသမာဓိဋ္ဌိဉာဏ်လေးလည်းပဲဝေအောင်ဒီနေ့ရဲ့ခန္ဓာကိုယ်ပြန်အာရုံပြုကြည့်တော့ဘာမှခဲတာမရှိဘူးမျက်စိနာနာလျာကိုစိတ်မိမိရဲ့အပြည့်တတ်တဲ့အပြည့်အနေရောဆင်းရဲနာရတာတွေ့ထီတွေ့ကြဆိုတဲ့အပြည့်အာယုန်လေးဤရဲ့တော့အာယုန်ဟာတိကနဲ့တိုက်ဆိုင်တဲ့အခါမြင်သိစိတ်ကြားသိစိတ်ညာသိစိတ်လျက်သိစိတ်ထိသိစိတ်တွေးသိစိတ်ဆိုပြီးတော့ဤရဲ့တော့စိတ်တွေဖြစ်တယ်စိတ်ဖြစ်ပြီးတော့လေဒါခဏပဲเนาะမြင်သိစိတ်လည်းမြင်ပြီးကြောက်တာပဲကြားသိစိတ်လည်းကြားပြီးကြောက်တာပဲနားသိစိတ်လည်းနားပြီးကြောက်တာပဲလျက်သိစိတ်လည်းပဲလျက်ပြီးကြောက်တာပဲတွေ့သိစိတ်လည်းပဲတွေ့ပြီးကြောက်တာပဲတွေ့သိစိတ်လည်းပဲအတွေ့ပြီးရင်ကြောက်တာပဲဘာမှမြဲမှုဆိုတာမရှိဘူးအိဋ္ဌာเนาะဒီကဲ့သို့မြဲမှုမရှိတဲ့အတွက်ကြောင့်